မင်္ဂလာပါကျွန်တော်ဒီ video နေစပြီးတော့ Java programming language ကိုကျွန်တော်အရင်ကလို့ကျွန်တော်အသေးစိတ်ကျွန်တော်ပြန်ပြီးရှင်းပြပေးဖြစ်ပါတယ်ပေါ်တော့ဆိုကျွန်တော်အရင် video မှာအားနည်းချက်တွေရှိနေပြတယ်ကျွန်တော်ဒီ video နေစပြီးတော့ကျွန်တော် Java programming language ကိုကျွန်တော်အသေးစိတ်လေးကျွန်တော်သေချာလေးရှင်းပြပေးမယ်ဒီ Java ကိုသင်ရတဲ့အကြောင်းရင်းက Java ရဲ့ရေးသားပုံ syntax ကရှင်းလင်းလို့ဖြစ်ပါတယ်ကျွန်တော် Python တော့ဘာညာလို့ဆိုရှင်းလုံးလို့ကြာကျွန်တော်ဒီ type ဆိုတာဘာလဲအခြားဟာကြီးကဘာလဲဆိုတော့ကျွန်တော်သေချာမကွဲတော့ဘူးဗျာရှင်းလုံးတော့ကျွန်တော်နည်းနည်းလေးခုမှစလီလိုက်လူတွေအတွက်နည်းနည်းလေးရောထွေးသွားနိုင်တယ်။တော့ဒီ Java programming language ကိုတည်မယ်ဆိုလို့ရှိရင်ဖုန်းပေါ်မှာပဲ Android application ကိုကောင်းအောင်ကျွန်တော်ဆွဲလို့ရမယ်။ဟုတ်ကဲ့ပါ။အဲဆိုကျွန်တော်ဒီ Java console လေးကိုကျွန်တော်ဖွင့်လိုက်အောင်။ကျွန်တော် create project ကျွန်တော်လုပ်ရမယ်။ဒီ console ကိုကျွန်တော်ပထမဆုံးနေရှင်းပါမယ်မှာဒီ video မှာကျွန်တော် data type ကျွန်တော်ရှင်းပါမယ်ဖြစ်ပါတယ်။ data type ကျွန်တော်အရင်ကတော့ရှင်းပါပြီဒါပေမဲ့ပို့ပြီးအသေးသေးပြောင်းတော့ကျွန်တော်ဒီ video မှာ data type အကြောင်းကျွန်တော်ပြန်ပြီးရှင်းပါမယ် data type ကိုကျွန်တော်လက်တွေ့ပေါ်နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်ဘာနဲ့တူလဲဆိုတော့ကျွန်တော်ရဲ့လက်တွေ့ပေါ်နဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီတရိတ်ဆန်လေးနဲ့တူရင်ကကျွန်တော်အကောင်ပေါင်းစုံရှိမယ်ဗျာအကောင်ပေါင်းစုံအမျိုးမျိုးရှိတယ်လို့ပဲကျွန်တော် programming မှာလည်း data ပေါင်းစုံရှိပါတယ်အဲ့တော့ data ပေါင်းစုံကိုသိဖို့အတွက် data type အမျိုးမျိုးရှိပါတယ်ဒီအတိုင်းမျိုးမျိုးသိမယ်ဆိုကျွန်တော်ပါတီရလိုက်ရှင်ပထမဆုံးနေစာသားရှိမယ်စာသားရှိမယ်ကိန်းကနန်းရှိမယ်ပြီးတော့ကျွန်တော်မှန်မှာဘူလီယန်ရှိမယ်ဒါလေးပဲအားလေးပဲရှိမယ်ကျွန်တော်ခုပထမဆုံးနေစာသားတိုက်ကိုဘယ်လိုသိမလဲစာသားတိုက်ကိုသိမယ်ဆိုကျွန်တော်ဒီ string လို့ရေးရတယ် string data type ကိုတောင်းရမယ်ဒါစာသားဖြစ်ပါတယ်ကိန်းကနန်းကိုတောင်းမယ်ဆိုကျွန်တော်များသောအားဖြင့် integer ကိုတောင်းတယ်ကျွန်တော်ကအမှန်မောင်းဆက်ရှင်တယ်ဆိုတော့ဘူလီယန်တော့ပါတယ်ဘူလီယန်မှန်မှာဖြစ်ပါတယ်ကျွန်တော်တင် int ဆိုတာ integer ကိုဆိုလိုဖြစ်ပါတယ် integer ခိုင်တော့ integer အရှိရှိခေါင်းကတော့ int ကြီးရ integer ဖြစ်ပါတယ်ဒါကိန်းပြကျွန်တော်ကိန်းကနန်းမှာဒီကနေ့မှာကွာတသမကိန်းရှိရယ်ကိန်းပြီရှိရယ်ကျွန်တော် integer ဆိုတာကိန်းပြီဖြစ်ပါရဲ့ကျွန်တော် int ရှိမယ်ကိန်းပြီကကျွန်တော်ကိန်းပြီက size မျိုးမရှိရယ်ကျွန်တော် size မျိုးပြပေးမယ်ပထမဆုံးကျွန်တော်ကိန်းပြီထဲမှာဆိုကျွန်တော် byte ရှိမယ် byte ရှိမယ်ပြီး short ရှိမယ် short ကျွန်တော် video တော့မဟုတ်ဘူးเนาะ short data type တို့ရှိမယ်တော့ကိန်းကနန်းကိုကျွန်တော်ကိန်းပြီနေထည့်တယ်ဒီ byte ကတော့အနည်းဆုံးမထည့်နိုင်တာဗျအနည်းဆုံးဒီကောင်ကတော့နည်းနည်းပုံများတယ်။ဘာလျှော့ int ရှိမယ်။ integer ရှိမယ်။ int ရှိမယ်။ int ပြီးတော့ပြန် long ရှိမယ်။ hello un ကြီး long data type ရှိမယ်။အသေးနေရေးလေရ။ u မပေါင်းနော်။ဟုတ်တယ် hello un ကြီးမဟုတ်ဘူး။ hello un ကြီး long ကျွန်တော် long data type ကတော့ကျွန်တော်ကိန်းကနန်းကိုအရှိကြီးထည့်လို့အရှိကြီးထည့်ရင်လည်းချိန်မှာကျွန်တော်တောင်းလို့ရတယ်။နောက်ခုကကျွန်တော်ဒသမကိန်းနေရှိမယ်။ဒသမကိန်းတွေကကျွန်တော် float ရှိမယ်။ double ရှိမယ်။ helloဒီ float ရှိမယ်နောက်တစ်ခုက double ရှိမယ်ဒီကောင်လေးကကိန်းကနန်းတွေဖြစ်ပါကျွန်တော်ဒီကောင်လေးကျွန်တော်တက်စုပေးမယ်ဒီကောင်လေးကိန်းကနန်းတွေဒီအပေါ် string ဆိုတာစာသား data type ဖြစ်တယ်ကျွန်တော်စာသားသိရင်တော့ဒီ string ဆို data type ကိုသုံးမယ်ကျွန်တော်မှန်မှာသိရင်ဆိုရင်ဒီ boolean ဆို data type သုံးမယ်ကျွန်တော်ကိန်းပြီးကိုနည်းနည်းလေးသုံးနေတယ်ဆိုရင်တော့ကျွန်တော် byte ကိုသုံးမယ်ကျွန်တော် short and long ဆိုကျွန်တော်ကြိုက်သလိုချိန်ပြီးသုံးလို့ရတယ်နော်ကျွန်တော်ကိန်းပြီးသုံးရဆိုဒီဘောက၄အောင်သုံးမယ် data type ကိုဒီဘောက၄အောင်သုံးမယ်ဟောဒသမကိန်းသုံးရဆိုဒီဘောက2ကောင်သုံးမယ်နော်သုံးမယ်နော်ကျွန်တော် float နဲ့ double ကိုသုံးမယ်ဒသမကိန်းဆိုလို့ရှိရင် data type တစ်ခုကျန်တယ်နော် data type တစ်ခုကကျွန်တော်စာသား data type ပဲတော့ချာကျွန်တော် character ဗျာ character တော့စာသားတစ်လုံးလေးကိုသိမ်းတာကျွန်တော်ဒီအခရာတစ်ခုရဲ့ကိုသိမ်းတာဗျာနော်ကျွန်တော် character ရှိမယ် character တွေအများကြီးဆက်ပြီးဆိုရင်ကျွန်တော်ဒီ string ဆိုတာဖြစ်လာတာဗျာဒီ string စာသားကျွန်တော်ပုံမှန်ရေးရဲ့စာသားဆိုတာဒီ character အနေနဲ့ဖြစ်လာတာ character တွေအများကြီးပဲစုပြီးတော့ဖြစ်လာတာကျွန်တော်ဒီ string ကိုကျွန်တော်ခွဲပြီးတော့ထုတ်မယ်ဆိုကျွန်တော် character တွေခွဲထုတ်လို့ရတယ်ကျွန်တော်ဒီ data type တွေကကျွန်တော်ခုဒီ slab မှတ်ပြထားတဲ့ data type တွေလုံးဝထပ်ခွဲလို့မရတဲ့ data type ဖြစ်ပါတယ်တော့ဒီ data type ကိုထပ်ပြီးတော့ဘာနဲ့မှခွဲလို့မရဘူးကျွန်တော်ဒီ double ပဲကျွန်တော်တို့ရဲ့ data type တော့ character ဆိုတော့ character ပဲကျွန်တော် character ကိုထပ်ပြီးတော့ပိုင်းခွဲလို့မရဘူးဒါပေမဲ့ string ဆို data type ကိုပိုင်းဖြတ်ထုတ်လိုက်မယ်ဆိုကျွန်တော် character ရမယ်
နော်တော့ဒါဒမကိန်းပဲဒီကောင်အသေးကြီးပဲကွာနော်ဒီကောင်က boolean မှန်မှာ true နဲ့ false ကိုပဲသိမ့်ပေးအောင်ဒါကြပါဒီ data ကိုကျွန်တော်ရှင်းပြပေးခဲ့ဖြစ်ပါတယ်ဟုတ်ကဲ့ဒီတော့ပဲကျွန်တော်နောက် view ကြလို့ရှိရင်ကျွန်တော်ဒီ data type ကိုသုံးပြီးတော့ဘယ်လို variable တည်ဆောက်မလဲဆိုတော့ရှင်းပြပေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီတော့ပဲအားလုံးကျေးဇူးများတင်ပါတယ်